အားလုံးမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ပတ်ကြီးနဲ့ Spider-Man collaboration အသစ်ကိုကြည့်ပြီးကျွန်တော်မျိုးမျှဝေပေးချင်ပါတယ်အခုကတော့ဒီမှာ Spider-Man ကလေယာဉ်ပေါ်ကနေသူကရင်ပြတော့ဗျာဒါကျွန်တော်သူ့ခံတော့ဆော့မှာနော်ဒါကတော့အဲ့မှာသူ့ခံနှစ်ခုရှိတယ်နော်ဒီကောင်ကအဲ့ကျွန်တော်စင်းနေပြီသူကနှစ်နေရာရှိတော့ဗောသူ့ခံကအဲ့မှာသူရဲ့မြို့တော်မျိုးပေါ့သူကပြောရမယ်ဆိုရင်တော့ကျွန်တော်တိုက်နားမလဲခါကျပြောတော့တိတ်မတက်ဘူးလေအဲဒါကျွန်တော်လူကတော့အများကြီးပဲစိမ့်ကြတယ်မာတော့မိုက်တယ်ပြောရတယ်ဒီကောင်ကလည်းတော့အဲဒါကျွန်တော်စိမ့်နေတာဗီဒီယိုရှိအောင်ဆိုကျွန်တော်လည်းကြော်လိုက်တော့ပေါ့အဲဒါကျွန်တော်အောက်ထပ်စိမ့်အောင်ဒါကျွန်တော်တနေ့ရင်ကောက်လာမယ်လေအဲ့ဒါမီကျွန်တော်ပြစ်လာအောင်မယ်โอเคကျွန်တော်ဟိုကြည့်ပေါ့ဒါကြည့်နေဟိုကောက်ကောက်ပေါ့ဒီဗီဒီယိုလေးကတော့ဘာမှသူမရှိပါဘူးသူဗီဒီယိုတော့မရှိပါဘူးဒီတိုင်းပုံမှန်လေးပါပဲဒါတော့ဟိုကြည့်ပေါ့ဒါဘာမှမမြင်ဘူးဆိုတော့ကျွန်တော်တော်လာတယ်တော့ဗျာအဲ့ဒါမျိုးပြကြတော့ဗျာဘာတွေပြနေမှမသိသေးလို့လေကျွန်တော်မသိတော့တော့ဟိုပြေးပေါ့ဒါโอเคဒီလောက်လေးပါပဲကျွန်တော်ဘာမှပြောစရာမရှိပါဘူးဘလူးလိုပဲဗီဒီယိုထဲမှာဆက်ကြည့်လိုက်ပေါ့ဘလူးကြီး立ち止まってる暇なんかねえ。援護なら俺に任せろ。あばよ。よCongratulations! You can now officially call yourself a looting graduate. After all, the odds of collecting the full set are easier than beating Scorpion in a fight.